မမေသားလေးစောက်မွေးကစားမွေးစားကစားလေအင်းနဲ့ဟိုပေါ့နော်ဘလို့ဒီမွေးစားလည်းမသိဘူးဘာဘူးညာဘူးအမျိုးလေးပြောကြရင်လေစိတ်မကောင်းသိလားတားတို့ရဲ့ဟိုပြစ်ဖြူလေးဖြစ်အောင်လုပ်ပြီးတော့ဟောပေါ့နော်တားတို့ဟိုချောအောင်နေပေးပါလားအခုကြောက်လေဟဲမမေသားလေးတွေကချောလိုက်တော့လေအိုးပီတီဖြစ်လိုက်ရတာနော်အမေပေါ့နော်အမေတက်ရွယ်ရလာတဲ့အထိကျွန်တော်တို့ညီကိုတွေအကုန်လုံးကနားမှာပဲရှိနေပြီမှာရီမန်ချက်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်တစ်ချိန်ကြလို့ချင်းခြံကြီးကျယ်ယူရပြီးအမေကအမေတိတ်မိသားစုတွေလိုက်ဆွတ်ဖတ်ပြီးဆိုပြီးဟုတ်တယ်အိမ်မှာအိမ်နာမည်အစားထွက်ဖတ်ပြီးဆိုပြီးတော့ကျွန်တော်တို့ကလောက်တော့မေးဖို့သစ္စာထားရဲဆိုတော့မွေးလာတဲ့ကလေးကစားအမေနဲ့တူထားမှာဒုက္ခပေးမယ်ဒုက္ခပေးမမေချစ်တဲ့ပရိသတ်တွေမမေရှာ customer တွေတူတယောက်ချင်းစီကိုလည်းမမေကျေးဇူးတင်ပါတယ်ချစ်လဲချစ်ပါတယ်မမေကိုရောက်ခမတော်ခြင်းတဲ့သူတွေအောက်မှာတော်မဲဆိုပြီးတော့ရောက်ခမတော်ဆိုမန်းငယ်ပေးကြပါရှင်ဒါလေးကမမေရဲ့သားအကြီးဆုံးလေးသူကတော့မင်းရဲ့ထွတ်ထိပ်ပါမင်းရဲ့ထွတ်ထိပ်ကနွားကြီးပါမင်းရဲ့ထွတ်ထိပ်ကနွားကြီးပါဘာဖြစ်လဲဆိုတော့ဗာလဲသူ့ကောင်မလေးနဲ့ပတ်သက်ပြီးတော့နွားကြတယ်ဆိုပြီးတော့ညီတွေကတော့နွားကြီးလို့နေမှာပြလားဒါလေးကတော့အလက်ကောင်လေးဒါကတော့နေမင်းတီဟာထွတ်ဒါနဲ့တခါကြီးအမားလုံလုံးအားကြီးတော့နေမင်းတီကဖွတ်လို့ပေးတာနေမင်းတော်မားရတော့နေမင်းတီဟာထွတ်ဒါလေးကတော့ရဲမင်းဘုံထုတ်ခေါင်ဘုံကန်ကြည့်အောင်လို့ရမင်းဘုံထုတ်ကောင်းဆိုပြီးတော့ပေးထားတာဒါလေးကတော့သူကတော့ဆမ်မင်းဘုံထုတ်ဘုံထုတ်ပေါ့နော်သူတို့ဘုံကန်ကြီးမအောင်လို့ပေးထားတာဒါလေးကအုပ်စီးရထိုက်လीဥစ္စာရထိုက်သူကကြောက်ဥစ္စာရထိုက်လို့နာမည်ပေးပြီးရလေတရက်လေးသူ့မှာလေအထုတ်လိုက်ကြီးပိုက်ပြီးတော့လေငွေတုံးဥစ္စာဆောင်ဖြစ်နေသူကတသားတော့ဒီမှာကြောက်ဒီဇိုင်းဆရာဒီဇိုင်နာပေါ့နော်ဒီဇိုင်နာမျိုးမှာအခုဆိုရင်4ယောက်ဒီဇိုင်နာ4ယောက်ရှိတယ်ဒီဇိုင်နာဟိုဘက်မှာအလုံးလုံးနေရှင်တယ်ဒါလည်းအငယ်ဆုံးလေးအစုံဆုံးပေါ့နော်ဟုတ်တယ်မမေသားလေးစောက်မွေးကစားမွေးစားကစားလေအင်းနဲ့ဟိုပေါ့နော်ဘလို့ဒီမွေးစားလည်းမသိဘူးဘာဘူးညာဘူးအမျိုးလေးပြောကြရင်လေစိတ်မကောင်းသိလားတားတို့ရဲ့ဟိုပြစ်ဖြူလေးဖြစ်အောင်လုပ်ပြီးတော့ဟောပေါ့နော်တားတို့ဟိုချောအောင်နေပေးပါလားအခုကြောက်လေဟဲမမေသားလေးတွေကချောလိုက်တော့လေအိုးပီတီဖြစ်လိုက်ရတာနော်တားဒီအကုန်လုံးကလည်းလိန်မာကြတယ်တကယ်ကိုလိန်မာတာအလုပ်ပေါ်မှာလည်းအရန်ကိုလေးနက်ရှိရဲသူတယောက်တည်းကြီးစားနဲ့သွားချင်းတွေ့တာလက်ဖက်ရည်စားမှာညနေ6နာရီဆိုသွားတွေ့ပြီတယောက်တည်းကမုံနေရတာအဲ့လောက်ကြီးတော့မထင်အောင်တားတွေကလိမ့်မာသူတို့တွေလေအလွန်ကျွန်းဘာတစ်ခုမှမရှိကြဘူးလိမ့်မာတယ်တားလေးကတော့မတော်သေးတဲ့ချွေးမလေးအင်းခေါ်ထားတယ်ဒါမဲ့ဗာလဲချွေးမနဲ့ချွေးမနဲ့အမေနဲ့တခန်းနဲ့နေတာတားနဲ့တူသွားတယောက်တခန်းစီနေရတယ်စိကတ်နဲ့ထားမရမှာမို့လို့မခါရမင်းသားတို့ပြသွားခြင်းလို့အသက်ကြီးရသေးပေါ့နော်ဆောက်ရှောက်သွားမယ်ပေါ့အမေပေါ့နော်အမေတက်ရွယ်ရလာတဲ့အထိကျွန်တော်တို့ညီကိုတွေအကုန်လုံးကနားမှာပဲရှိနေပြီမှာရီမန်ချက်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်တစ်ချိန်ကြလို့ချင်းခြံကြီးကျယ်ယူရပြီးအမေတိတ်မိသားစုတွေလိုက်ဆွတ်ဖတ်ပြီးဆိုပြီးဟုတ်တယ်အိမ်မှာအိမ်နာမည်အစားထွက်ဖတ်ပြီးဆိုပြီးတော့ကျွန်တော်တို့ကလောက်တော့မေးဖို့သစ္စာထားရဲဆိုတော့မွေးလာတဲ့ကလေးကစားအမေနဲ့တူထားမှာဒုက္ခပေးမယ်ဒုက္ခပေးအမေကိုတိုင်းအောင်ပါတားရဲလို့ယူလိုက်တော့လို့အမေမင်္ဂလာဆောင်ပေးမယ်လို့အမေမြီးလေးချီချင်တယ်လို့မမေကလေကလေးလေးဆိုတိတ်ချစ်တာအရန်ချစ်တယ်အမျိုးပတိလေးဆိုလေလေဟိုအမှန်တမ်းပြောရင်တော့ဟိုအကြာကြီးတော့မချင်နိုင်ဘူးလက်ကြိုက်လို့ထိန်းတော့တိတ်မိမယ်အရန်ချစ်တယ်ရတယ်ကလေးချီပြီးတေးပြီးရှင်ဟိုအရင်ဆုံးယူမဲ့ကလေးကသူပဲချစ်မလားတားကြီးပဲချစ်မလားမသိဘူးအရင်တော့တားယူအားကိုးတာပေါ့နော်အခုတော့တားကြီးကအားကိုးလို့မရတော့သူကမိန်းမယူမယ်ပဲတကယ်လုံးနော်မမေချစ်တဲ့ပရိသတ်တွေမမေရှာ customer တွေတူတယောက်ချင်းစီကိုလည်းမမေကျေးဇူးတင်ပါတယ်ချစ်လဲချစ်ပါတယ်မမေကိုရောက်ခမတော်ခြင်းတဲ့သူတွေအောက်မှာတော်မဲဆိုပြီးတော့ရောက်ခမတော်ဆိုမန်းငယ်ပေးကြပါရှင်ကြိုက်တဲ့သူရွေးဘယ်သူမိန်းမမြူးလဲမြူအောင်မိန်းမတယောက်ပေါ်ထွက်တယ်နော်ကိုရီကိုချစ်တဲ့ပြိတ္တတွေအဓိကပြောချင်တာကကြော customer တွေပေါ့နော်ပြိတ္တလည်းဟုတ်တယ် customer လည်းဟုတ်တယ်ပေါ့နော်မမေကိုချစ်လို့ခင်လို့ကျွန်တော်တို့ရဲ့ဒီပစ္စည်း quality ကောင်းလို့ပေါ့နော်အမှားကြတဲ့အပေါ်မှာကျွန်တော်ဘက်ကနေပြီးတော့အမြန်ဆုံးပို့ဆောင်ပေးနေပါတယ်ဆိုတဲ့အကြောင်းလေးကိုပဲပြောချင်ပါတယ်ခင်ဗျာ